ဒီနေ့ကတော့အရင်အောင်စားလို့ကောင်းတယ်နှစ်ထပ်ကောင်းညင်းငပြောစနွေမကင်လေးလှုပ်စားကြမယ်နော်အရင်ဆုံးကတော့ကောင်းညင်းအလွှာအတွက်ပေါ့နော်ကောင်းညင်းဆန်ကိုထမင်းပေါင်းဆန်ချိန်ကနှစ်ခွက်သုံးပါမယ်ရှင်ကောင်းညင်းဆန်လေးတွေကိုအရင်ဆုံးရေစင်အောင်ဆေးပါမယ်ကောင်းညင်းဆန်လေးချက်ဖို့ရေကိုလည်းကောင်းညင်းဆန်နဲ့စားတူထည့်ရမယ်ပေါ့နော်ကတော့အုံနုနဲ့ရေနဲ့ကိုရောပြီးတော့ထည့်ပါတယ်ရှင်အုံနုကြီးပဲထမင်းပေါင်းဆန်ချိန်ကနှစ်ခွက်လည်းထည့်လို့ရတယ်ပေါ့နော်ပြီးရင်တော့တကြားကိုထမင်းစားစုံနဲ့နှစ်စွန်းစားကိုကြတော့လက်ဖက်စားစုံစွန်းတစ်ဝက်ထည့်ပါတယ်ပြီးရင်ဇွန်းလေးနဲ့မှွေလိုက်ပါတယ်ရှင်အမြင့်အုံနုလေးရလေးစောင်းနှင်းမို့လို့နည်းနည်းလေးခဲချင်နေပါရှင်ပြီးတော့ရင်ကတော့ရိုးရိုးထမင်းချက်တလို့ပဲပေါ့နော်ထမင်းပေါင်းလေးမှာချက်လိုက်ပါတယ်မိဖို့ပေါ်မှာရေခမ်းချင်လည်းရပါတယ်နော်ကောင်းချင်းစံလေးချက်နေတော့မှငပြောလွှာလေးကိုလုပ်ပါမယ်နော်ဒါလေးကတော့ M3 နဲ့ရွှေကြည်မှုန့်တစ်စိမ့်လေးပါရှင်ပေါင်ပစ္စည်းလေးတွေကတော့လေရွှေကြည်မှုန့်ရယ်အုံနှိုးရယ်ဂီချောဘတ်ရယ်ကြက်ဥလေးရယ်ပြီးတော့ဂျုံမုန့်လေးလည်းလိုတယ်ပေါ့နော်တကြားလေးရယ်ငပြောသီးလေးရယ်ပဲလိုပါတယ်ငပြောသီးလေးကိုလေမဲ့အားလေးကိုသုံးပေးပါနော်ပေါ်ကနေဖြူဖို့အတွက်ဘိန်းစီလေးလည်းလိုပါတယ်ရှင်အရင်ဆုံးကတော့ငပြောသီးလေးတွေကိုဘလန်ဒါနဲ့ညက်သွားအောင်လို့ကြိတ်မယ်ပေါ့နော်ပေါင်ပစ္စည်းအသေးစိတ်ကိုလေ M caption မှာလည်းရေးပေးထားမှာမလို့လုံမစားခင်တစ်ချက်လောက်ကြည့်ပေးနော်ဘလန်ဒါနဲ့ကြိတ်ပြီးသွားတဲ့ငပြောသီးလေးတွေကိုစလုံးလေးတစ်လုံးနဲ့မှထည့်ပါမယ်ပြီးရင်ကတော့ဂျုံမှုန့်လေးတွေကိုလေအခဲလေးတွေဖြစ်မနေအောင်လို့ဆိုပြီးတော့ဒီလိုမျိုးစကားလေးနဲ့စစ်ချပါမယ်ရှင်ပြီးရင်ကတော့တခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့ရွှေကြည်မုံတို့တကြားတို့ကြက်ဥလေးကိုလည်းတစ်လုံးထည့်မယ်ပေါ့နော်ပြီးရင်အုံတို့ထည့်မယ်စားလေးကိုကြတော့လက်ဖက်စားစွန်းနဲ့ဇုံးဝက်ထည့်ပါမယ်ဂီထောဘတ်လေးကိုလည်းထည့်ပါမယ်နော်သူကလေရိုးထောဘတ်ထက်ဆိုင်ပို့ပြီးတော့မှုေးပါတယ်စီများကြိုက်တယ်ဆိုရင်တော့နည်းနည်းပို့ထည့်လို့ရပါတယ်နော်တခြားကိုလည်းတူတူပဲပေါ့နော်အငှလေးအချိုးတော်တော်လေးလျှော့ထားပါတယ်အဲ့တော့ချိုလေးကြရင်ပို့ထည့်ပါနော်ပေါင်ပစ္စည်းလေးတွေကိုတခြားလေးရောသမသွားတဲ့အထိမှုေးပြီးသွားတော့မှအယောင်လေးကိုထည့်ပါမယ်အနီအောင်ဖုကာလာရင်းလေးကိုထမင်းစားစုံနဲ့ဇုံးဝက်လောက်ထည့်ရပေါ့နော်ပြီးတော့ရင်ကတော့တခြားလေးနှံ့သွားအောင်လို့မှုေးပေးပါနော်အားလုံးနှံ့သွားပြီဆိုတော့မှဒဲဦးလေးထဲမှာထည့်ပါမယ်မီးကိုကြုံမဖွင့်ပါနဲ့နော်ဒဲဦးထဲမှာထည့်ပြီးသွားတော့မှမီးလေးကိုစပြီးတော့ဖွင့်ပါမယ်မီးကိုအနှိမ့်ဆုံးလေးပဲထားပေးပါနော်ရွှေကြီးကလေတူးလွယ်ကက်လွယ်ပါတယ်ရှင်အဲ့တော့မီးလေးအေးအေးလေးနဲ့ဇက်တိုက်မှွေပေးနေဖို့လိုပါတယ်ရက်လိုက်ပြီးဆိုတာနဲ့လေချက်ချင်းလေးအောက်မှာကတ်သွားနိုင်လို့ပါနော်မှွေနဲ့လေရေကုန်လာပြီးတော့တဖြည်းဖြည်းနဲ့ပေါ့နော်ပြစ်လာမှာပါအခုဆိုရင်ဒါစပြီးတော့ပြစ်လာပြီပေါ့နော်အမျိုးတွေစက်တိုက်လေးဆက်ပြီးတော့မှွေပေးနေပါမယ်ရှင်ဒီလိုအနေထားလေးလောက်ရောက်လာပြီဆိုရင်ဒါရတော့မှာပါအမျိုးခဏလောက်ဆက်ပြီးတော့မှွေပေးပါမယ်နော်ဒီလောက်ဆိုရင်အမျိုးရက်လိုက်ပါတော့မယ်စုပေါင်းလေး10မိနစ်ကျော်လောက်ကြာပါတယ်နော်ဒါလေးကိုမှွေတာလေးတိုင်မာလေးမှတ်ပြီးတော့မှွေနေလို့ရပါတယ်ရှင်ပြီးတာနဲ့မီးဖို့ပေါ်ကနေချက်ချင်းချလိုက်ပါမယ်နော်တူးတော့မှဆိုလို့ပါရှင်ကောင်းချင်းဆန်လေးကလည်းအခုလောက်ဆိုရင်ကတော့ကျက်နေပါပြီနော်အပေါ်မှာတက်နေတဲ့အုံလို့လေးနဲ့ရောသွားအောင်လို့ဆိုပြီးတော့လေအငါဒီလို spatula လေးနဲ့ပေါ့နော်ခပ်ဖွားလေးပဲမှွေပေးလိုက်ပါတယ်ဒါဆိုအမျိုးတွေမုတ်ဆက်ဖုံလို့ရပြီပေါ့နော်အငါအလျားကိုလက်မအနံကိုလက်မရှိတဲ့မုတ်ဖုတ်ပန်းလေးကိုသုံးပါတယ်အရင်ဆုံးဒီထောဘက်လေးနဲ့အရင်လိုက်တုပ်ပေးပါမယ်နော်ထောဘက်လေးကိုတခြားလေးလိုက်တုပ်ပေးပြီးသွားပြီဆိုရင်တော့ကောင်းညင်းလေးတွေကိုထည့်ပါမယ်ဒီမှာအရေးကြီးတာတစ်ခုကလေမျက်နှာပြင်ညီနေဖို့လိုပါတယ်နော်အဲ့တော့ဒီလို spatula လေးကိုသုံးပြီးတော့တခြားလေးဖြန့်ပေးပါမယ်ရှင်ပြီးရင်တိတ်လေးဖြစ်သွားအောင်ပေါ်ကနေလည်းနည်းနည်းလေးဖိပေးပေါ့နော်ဒီလိုလေးညီနေမှနှက်လွာလေးရလေးညီညာလေးနဲ့ပို့ပြီးတော့ကြည့်လို့လာမှာပါရှင်အပေါ်ကနေဖန်ပလင်းတို့ဘာလို့နဲ့လည်းဖိပေးလို့ရပါတယ်တခြားလေးညီသွားပြီဆိုတော့မှခုနလှုပ်ထားတဲ့ငပြောသည့်အလွှာလေးကိုထည့်ပါမယ်သူ့ကိုလည်းအဲ့လိုပဲပေါ့နော်တခြားလေးမျက်နှာပြင်လေးကိုညှိပေးပါရှင်အမ်ကလေဒီတစ်ခေါက်ကိုရွှေကြည်မှုန့်နဲ့ဘိန်းစီလေးတွေကိုမလှော်ပြစ်ဖို့ပေါ့နော်တကယ်လို့ကိုကလှော်ပြီးမှထည့်ချင်တယ်ဆိုရင်လည်းရွှေကြည်မှုန့်လေးကိုမီးအေးနဲ့9မိနစ်ကနေ9မိနစ်လှော်လို့ရပါတယ်ဘိန်းစီလေးတွေကိုကြတော့မီးအေးနဲ့3မိနစ်လောက်လှော်လို့ရပါတယ်နော်အကုန်လုံးမျက်နှာပြင်လေးညီသွားပြီဆိုရင်အမတို့ဂီးထောက်ဖက်လေးနဲ့နည်းနည်းလေးလိုက်တုပ်ပေးလိုက်ပါမယ်ပြီးတော့မှဘိန်းစီလေးတွေကိုဖြူပါမယ်နော်ဘိန်းစီလေးတွေကိုလေအမကမျက်နှာပြင်အပြည့်ပေါ့နော်များများလေးဖြူရတာကိုကြိုက်ပါတယ်အမကထမင်းစားဆုံး3ဆုံးသုံးထားပါတယ်ရှင်ပြီးရင်ကတော့အမတို့ကမုံလေးကိုစပြီးတော့ဖုံးလို့ရပါပြီအပေါ်မီးအောင်မီးနဲ့200ဒီဂရီကိုသုံးပါတယ်မိနစ်20ဖုံးပါမယ်ရှင်ပေါင်ပစ္စည်းလေးတွေကြိုပြီးတော့ပြင်နေတော့မှလည်းလေအာဗန်ကို200ဒီဂရီဆဲလ်စီယပ်နဲ့15မိနစ်လောက်ကြိုပြီးတော့အပူပေးထားပေးပါနော်မိနစ်20ဖုတ်ပြီးသွားပြီဆိုရင်တော့အပြင်ကိုထုတ်ပြီးတော့အမတို့အေးခံပါမယ်ရှင်အမကပုံမှန်ဆိုရင်ညနေဘက်ကိုဖုတ်ပြီးတော့တညလုံးအေးခံပါတယ်အခန်းပူချိန်မှာပဲအေးခံလို့ရပါတယ်เนาะအဲ့လိုမျိုးလေးတညလုံးအေးခံတော့မှရွှေချီလေးတွေကကွဲမထွက်ပဲနဲ့ပို့ပြီးတော့စားလို့ကောင်းတယ်လို့အမကထင်ပါတယ်တကယ်လို့စိတ်မရှိဘူးဆိုရင်ကတော့အနည်းဆုံး9နာရီလောက်တော့အေးခံပေးပါเนาะဒါဆိုရင်ကတော့အရန်စားလို့ကောင်းတယ်နှစ်ထပ်ကောင်းညင်းငှက်ပြောစနွေးမကင်းလေးရပါပြီရှင်တ
သူ့ရတာလေးရလေကောက်ညင်းသားလေးရကြတော့အီဆက်ဆက်လေးနဲ့ငပြောသေးလေးရကြတော့ချူချူစိမ့်စိမ့်လေးအဲ့လိုနှစ်လွှာလေးပေါ့နော်လှလဲလှတယ်စားလို့လည်းအရန်အောင်ကောင်းတာပါအိမ်မှာလောက်စားကြည့်ကြပါအောင်နော်ဒါဆိုရင်အမနိုနောက်ထပ်ဗီဒီယိုကြီးကြမှာပြန်တွေ့ပါမယ်ရှင်